ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ချက်ပြပေးမယ်ဟင်းကတော့အမင်းသားဟင်းလေးဖြစ်ပါတယ်ဗျပထမဆုံးတဲ့ထဲကိုစီထည့်မယ်ဗျစားအချုံမုံအယောင်တဲမုံစမင်းမုံနဲ့နေထားတဲ့အမင်းသားလေးပဲဖြစ်ပါတယ်ဗျစီပေါ်လိုက်ရင်ကျွန်တော်တို့မနစ်တစ်နစ်ထောင်းနေတဲ့ဂျင်းရဲ့တက်ပံဖြူရဲ့ထည့်မယ်ဗျချက်လေးဗီဒီယိုတစ်တွေတင်တိုင်းနေနိုင်ဖို့အတွက် page လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပြီးဖို့အောက်ဆုံးချင်ပါတယ်ဗျာထည့်ထားတဲ့ဂျင်းချက်ပံဖြူတွေမွေးလိုက်ပြီဆိုရင်ကျွန်တော်တို့ရှင်းစွာအမေသားနဲ့လည်းထဲကြတယ်ဒါတွေကိုအရတော်ဝင်တော့ကျွန်တော်တို့ဒီလိုမျိုးလေးဟိုဘက်ဒီဘက်လက်မွေးရမယ်ဖြစ်ပါတယ်မအောင်ဆုံးအစီအပြန်လာတဲ့ရှင်ကျွန်တော်တို့ရေးထဲနေပြဒီမျိုးနဲ့အမေသားကိုမိနစ်35လောက်ချက်ခဲ့ဆိုရင်ချက်ပြီးအခုဆိုရင်စားလို့ရမ်းကောင်းတဲ့အမေသားဟင်းချက်လေးရပါတယ်ခင်ဗျာ